အားလုံးပဲမင်္ဂလာပါ2024ခုနှစ်စက်တင်ဘာလ9ရက်ကနေ23ရက်အတွင်းမှာတိုက်ခတ်ခဲ့တဲ့ရာဂီမုန်တိုင်းကြောင့်မြန်မာနိုင်ငံနေရာတော်တော်များများနဲ့ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းမှာနေရာတော်တော်များများထိခိုက်ပျက်စီးခဲ့တာအားလုံးသိပဲဖြစ်ပါတယ်အဲ့ဒီကာလအတွင်းမှာပဲကျွန်တော်တို့ရှမ်းတောင်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအနေနဲ့ကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးတွေကိုဆောင်ရွက်ခဲ့ပါတယ်အဲ့လိုဆောင်ရွက်တဲ့နေရာမှာလုပ်ငန်းလည်မြန်ဖို့အတွက်စကော်မတီ9ဖွဲ့ကိုဖွဲ့စည်းပြီးတော့အောင်မြင်မြင်နဲ့ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပါတယ်အဲ့ဒီအဖွဲ့9ဖက်မှာပါဝင်တဲ့သူတွေရဲ့စကားအချို့ကျွန်တော်တို့မျှဝေပေးလိုက်ပါတယ်ခင်ဗျာ2024ခုနှစ်စက်တင်ဘာလတွင်မှာမြန်မာနိုင်ငံတွင်းရှိတိုင်းနယ်ပြည်နယ်အသီးသီးမှာရေကြီးရေရှမ်းမှုများဖြစ်ပေါ်ခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမြို့ရွာအချို့မှာလည်းရေကြီးရေရှမ်းမှုကြောင့်ရေဘေးသင့်ပြည်သူများဒုက္ခခံစားနေကြပါတယ်။ကမောဇဖောင်ဒေးရှင်းနာကာကြီးရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်တို့ငွေကျပ်3,000ကနူးမှတည်ပြီးတော့ရေဘေးသင့်ပြည်သူများကိုထောက်ပံ့ကူညီကယ်ဆယ်ရန်အတွက်ချက်ချင်းအကောင့်ထဲပေါ်ဆောင်ရွက်စီခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်းကမောဇဖောင်ဒေးရှင်းနာကာကြီးမှာလူအပ်သည့်လူဒန်းငွေများလူအပ်သည့်စားနပ်ရိက္ခာများကိုရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှတစ်ဆင့်ရေဘေးသင့်ပြည်သူများကိုစဉ်ဆက်မပြတ်ကူညီထောက်ပံ့လူဒန်းပေးခဲ့ပြီးတော့ဂရုဏာပြီးဖြစ်ဆောင်ရွက်ပေးခဲ့ပါတယ်ရာဂီမုန်တိုင်းရဲ့တန်ကြောင့်ကျွန်တော်တို့ရှမ်းတောင်ဒေသမှာထိခိုက်ပျက်စီးမှုတွေဆုံးရှုံးမှုတွေများတဲ့အတွက်ကျွန်တော်တို့မြေပြင်အခြေအနေတွေကိုသိရှိရအောင်ဒေသခံပရဟိတတွေနဲ့ပူးပေါင်းပြီးတော့မှ service ဆင်းခဲ့ရတာရှိပါတယ်။အဲ့လို service ဆင်းတဲ့အခါမှာခဲသွားလာရတဲ့အခြေအနေတွေမှာကျွန်တော်တို့ကုန်းတံတန်းရေတံတန်းနဲ့ည AP ဆောင်ရွက်ခဲ့ရတာတွေအများကြီးရှိပါတယ်ခင်ဗျာ။ရေလမ်းကြောင်းပြောင်းလဲမှုဖြစ်စဉ်တွေဖြစ်ခဲ့တဲ့အတွက်အလူခီးစဉ်တွေအဆင်ပြေဖို့အတွက်ရှေ့တရက်ကလေးကျွန်တော်တို့ကတွားရောက်လေ့လာခဲ့ရတယ်။ပြီးကြတော့နောက်တစ်ရက်ခါကျတော့ကျွန်တော်တို့အလူခီးစဉ်မော်တော်တွေအတွက်ကျွန်တော်တို့ကစီစဉ်ပေးရတယ်ဗျအလူရှင်တွေလမ်းကြောင်းအဆင်ပြေအောင်လို့အတွက်ပြီးတော့တချို့ရက်တွေမှာဆိုရင်မော်တော်အစီး90လောက်အထိကိုအတုံးပြုခဲ့ရတယ်ရှိတယ်ဗျရေကြီးရေရှမ်းမှုဖြစ်တဲ့အင်းလေးဒေသအပြင်ခေါင်းထဲတောင်ဒေသရွှေဘုံမင်းဒေသစတဲ့မြေပြိုတောင်မြမှုဖြစ်တဲ့ဒေသတွေအထိခက်ခက်တွားရောက်ခဲ့ရပါတယ်အဲ့လိုတွားရောက်ရမှာလမ်းများပျက်စီးနေတာကြောင့်လမ်းလျှောက်တွားခဲ့ရတဲ့နေရာတွေလည်းရှိခဲ့ပါတယ်ခရီးစဉ်တိုင်းအတွက်မီတင်များပြုလုပ်ပြီးခရီးစဉ်ရေးဆွဲပါတယ်ခရီးစဉ်မှာလူထမ်းသွားမဲ့ပစ္စည်းစည်ရင်းတွေကိုပြုလုပ်ရပြီးတော့ခရီးစဉ်မှာပါဝင်ပြီးကူညီသွားမဲ့ volunteer တွေကိုလည်းဆက်သွယ်ပြီးတော့စည်ရင်းပြုလုပ်ခြင်းတွေကို office team အနေနဲ့ဆောင်ရွက်ရပါတယ်ရှင်အလူရှင်ရဲ့လူငွေများနဲ့ပစ္စည်းများကိုအလေအလွင့်ဆုံးရှုံးမှုမရှိအောင်လို့စည်ရင်းများစစ်ဆေးခြင်းမှတ်သားများရှင်းသမျှအောင်ဆောင်ရွက်ပေးရပါတယ်ရှင်ကျမတို့ office တင်ကနေပြီးတော့မှပြည်တွင်းပြည်ပအလူရှင်များနဲ့ရုံးတို့ကိုယ်တိုင်ကိုကြားလာရောက်လူတန်းသောအလူရှင်များအပြင်ဘဏ်အကောင့်တို့ယုံကြည်စိတ်ချစွာလူတန်းလာသောအလူငွေများကိုမှားယွင်းမှုမရှိစွာစနစ်တကျရေးသွင်းရင်ဘဏ်အကောင့်တို့ထည့်သွင်းပေးရပါတယ်ရှင်။ဒါပတ်ရေးခီးစဉ်အလူတစ်ခုတိုင်းမှာလိုက်ပါကြမဲ့သူများအတွက်လိုအပ်နေတဲ့ကားများစီစဉ်ပေးရပါတယ်။အလူရှင်များနဲ့အတူစနစ်တကျထွက်ခွင့်နိုင်မော်တော်ယာဉ်မှတ်တမ်းများလည်းဆောင်ရွက်ပေးရပါတယ်ရှင်။ဒီပြန်နေရရှိလာတဲ့ချက်လက်တွေကိုကွန်ပျူတာနဲ့စနစ်တကျဆင်းပြုစုပြီးတော့ admin team ကိုပြန်လည်တင်ပြပေးရပါတယ်阿天吧，我那家从哪来，什么背面，等眼睛没有么偏心色发，路不瓦苏拉是等到，不讲KK。စာပေးသတင်းချက်လက်များအရာကျမကြီးဆောင်ရှောက်မှုလိုတဲ့ရွာများကိုဆရာဝန်နဲ့သူနာပြုများကိုစီစဉ်ပြီးတော့တွားရောက်ကုသမှုပေးခဲ့ပါတယ်။ထို့တို့ကုသပေးရမှာကျွန်တော်ဟာဆရာဝန်9ဦးသူနာပြု7ဦးတင်အားဖြင့်လူနာတွေကိုလိုအပ်တယ်လို့စေဝါများကိုတပတ်စာမလစာထိပေးအပ်ခဲ့ပါတယ်။လက်ရှိအချိန်ထိမှာတော့ကျွန်တော်တို့စေဝါတန်ဖိုး7,900အထိအသုံးပြုပြီးဖြစ်ပါတယ်ခင်ဗျာ။တချို့ခီးစဉ်တွေမှာဆိုရင်လူနာရေသွက်က400ကနေ500လောက်ထိရှိပြီးမနက်ကနေညနေထိကိုကုသပေးခဲ့ရပါတယ်။လိုအပ်တဲ့စေဝါများလူတန်းတဲ့နေရာမှာယောဂနဲ့စေလွဲမှားမှုမရှိအောင်ကြွတစိုက်ဆောင်ရွက်ပေးရသလိုစေဝါများအလေလွဲမဖြစ်စေဖို့အတွက်လည်းစည်ရင်းများမှတ်တမ်းတင်ပြုစုပေးရပါတယ်ရှင်။များနဲ့တွေ့မယ်ယုံကြည်လိုက်မင်းနှလုံးသားတတိရှိနိုင်မှာပြန်ဆုံးမဲနေရမြတချို့ကရည်တွက်ထားကြရေဘေးအလူအစည်းအဝေးမှာ KBZ Group နာယကကြီးကနေပြီးတော့မှလာမယ့်ပြန်လည်ထူထောင်ရေးအတွက်ကိုပြင်ဆင်ဖို့အတွက်ကိုညွှန်ကြားပါတယ်
အင်္ဂလိပ်ဒေတာအတွက်ဆိုရင်ကျွန်တော်တို့အဆောက်အဦအတွက်ကိုတောက်ရည်တန်းဆက်တွေကိုပုံမလိုအပ်တယ်လို့တင်ပြနိုင်ခဲ့ပါတယ် ဒီတန်းဆက်အတွက်ခွင့်ပြုမိတ်နေရပြီးတဲ့အခါကျွန်တော်တို့အချိန်နဲ့တပြေးညီမြန်ဆန်လိုအပ်တဲ့နေရာတွေရောက်ရှိအောင်လို့ကျွန်တော်တို့ရန်ကုန်ကကုမ္ပဏီနဲ့ဆက်သွယ်ပြီးတော့မှပစ္စည်းတွေကိုလည်းအရေးအသွေးဆိုင်ခြင်းမိတဲ့ brand တွေရရှိအောင်ကျွန်တော်တို့ကစီစဉ်ဆောင်ရွက်ရပါတယ်ခင်ဗျအရေးတန်းကြီးဆိုရင်လည်း 0.7mm အထူးဒီတန်းကြီး GSS ဒစိတ်တန်းကြီးတွေကိုကျွန်တော်တို့အချိန်မီရရှိအောင်ဆောင်ရွက်ရပါတယ် ကျွန်တော်တို့လူခဲ့တဲ့ရေတန်းဆက်တွေကစုစုပေါင်း7လုံးရှိပါပြီရေတန်းဆက်ကထွက်ရှိတဲ့ရေထွက်အားမှန်ကန်အောင်နဲ့ရေရဲ့ရေသွေးတွေမှန်ကန်အောင်ကျွန်တော်တို့စစ်ဆေးခဲ့ပါတယ်ကျွန်တော်ပြန်ကြားရေးအဖွဲ့အနေနဲ့ကတော့ခီးစဉ်တစ်ခုတိုင်းမှာလှူဒန်းထားသောအလူရှင်များကုသိုလ်တာရုခေါ်ဆိုနိုင်ရန်အတွက်မှတ်တမ်းနေကြကူတာသောဗီဒီယိုဖိုင်များကိုနေ့စဉ်နေ့တိုင်းတင်ပြနိုင်မှစူးစမ်းနေပါတယ်ဒီပြည်သူပြည်များ၏ထိခိုက်မှုများခံစားနေရတဲ့ဒုက္ခတွေကိုမျက်မြင်ကိုယ်တွေ့ရှင်းကြည့်ရတယ်လို့သိရှိရအောင်ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်ပြီးရင်တော့ social media page များပါတစ်စစ်တင်ပြခဲ့ရပါတယ် management တင်ရဲ့ဆုံးဖြတ်ချက်ရလိုအပ်တဲ့စားနပ်ရိက္ခာတွေကိုကျွန်တော်တို့ဝယ်ယူစုဆောင်းရတယ်စီမံခန့်ခွဲရတယ်ပြီးရင်အချိန်မီရအောင်ပို့ဆောင်ပေးရတဲ့လုပ်ငန်းတွေရှိပါတယ်တချို့ရက်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီနောက်တစ်နေ့အချိန်မီအောင်အတွက်ည12နာရီတနာရီအထိပို့ရတဲ့ရက်တွေလည်းကျွန်တော်တို့ရှိပါတယ်ခီးစဉ်များတနေ့တည်းမှာပဲ10ရွာနေရွာ20အထိရှိတတ်တာကြောင့်ခီးစဉ်နှောင့်နှေးမှုမရှိရလေအောင်ချိန်စရာနဲ့ညီမြေပြင်မှာလက်တွေ့ဆောင်ရွက်တဲ့အခါမှာကျမတို့အဖွဲ့သားတွေဟာဟန်ချက်ညီဆောင်ရွက်ပေးရပါတယ် ခီးစဉ်လက်ရှာတဘာဝပေးတဲ့ပြည်သူတွေအတွက်အလူပစ္စည်းများကိုလက်ရောက်လူဒန်းပေးပြီးအလူရှင်များကိုတာရုခေါ်ဆိုနိုင်ရန်အတွက်အလူရှင်ရဲ့ logo sticker များကပ်ပေးခြင်းအလူရှင်ဗနိုင်းများထောင်ပေးခြင်းစသည့်အစီအစဉ်တွေကိုတာဝန်ယူဆောင်ရွက်ပေးရပါတယ်ရှင်လူလန်းပြည့်တဲ့အခါမှာလည်းရေပေးတဲ့ပြည်သူတွေစိတ်တမကြအောင်စိတ်သက်ခွန်အားပေးခြင်းနှိမ့်သိမ့်ခြင်းတွေကိုလည်းပြုလုပ်ခဲ့ပါတယ်အဓိကတော့ကျမတို့အားလုံးရင်ထဲမှာရှိတဲ့မေတ္တာတွေကိုပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အင်းလေးဒေသအနေခံပရာဟိတသမားတယောက်အနေနဲ့ခီးစဉ်တိုင်းကိုစွမ်းညံစွမ်းရှိသည့်ပါဝင်ကူညီခွင့်ရခဲ့တာကျေနပ်မိပါတယ် အလူခီးစဉ်မှာလိုက်ပါလာမယ် volunteer များခီးစဉ်မနှောင့်နေရလေအောင်နေ့လည်စာမနက်စာများကိုစီမံချက်ပြုတ်ပေးပါတယ်ရှင်အရှိရတွေမှာဆိုရင်လေဝမှာစားရတာဖြစ်ကြောင်းခီးစဉ်ရောက်ရှိတဲ့နေရာအထိလိုက်ပါပြီးထွေးမှုများကိုပို့ဆောင်ပေးရပါတယ်ပြန်ဆုံးမေနေရမြလက်ချိုးကရေတွက်ထားကြမယ်ဒုက္ခပါမြင်လာကတွေ့လာဖို့တာဝန်ကိုစီကိုကြိုးစွန်ကြိုးစားရှေ့ဆက်ယုံကြည်စွာရှုံးမပေးခြင်းပေါ်နော်တငယ်ချင်း admin team အနေနဲ့ကကြတော့လူဖြင့်များကိုဖိတ်ခေါ်ပေးခြင်းဆက်သွယ်ဆောင်ရွက်လာတဲ့အသင်းအဖွဲ့များကုမ္ပဏီများနဲ့ CSR ပလန်များအတွက်လိုအပ်သည့်များကိုအသေးစိတ်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်ခင်ဗျာတဘာဘေးအန္တရာယ်တင်ပြည်သူများအားကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များအားလုံး၏လုပ်ငန်းအစီအမံများကိုဦးဆောင်ချမှတ်ဆောင်ရွက်ပေးခဲ့ပါတယ်အလူရှင်များနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်းအလူရှင်များဆောင်ရွက်လို့တော့ CSR project များအားစီမံဆောင်ရွက်ပေးခြင်းတဘာဘေးအန္တရာယ်တင်ပြည်သူများထံသို့သောလူတန်းသောခီးစဉ်များအားစနစ်တကျဖြစ်စီရေးတို့ကိုစီမံဆောင်ရွက်ပေးခဲ့ပါတယ်ခီးစဉ်တွေအားလုံးမှာလိုက်ပါလာကြတဲ့ volunteer တွေလူရှင်တွေအားလုံးဆဆအရာရာအဆင်ပြေချောမွေ့စေဖို့နဲ့ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက်ဦးဆောင်ကြီးကြပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြပါတယ်ခင်ဗျာအခုကြည့်ရှုလိုက်ရတာကတော့ကျွန်တော်တို့အဖို့အများရဲ့စကားတံပဲဖြစ်ပါတယ်အခုလိုတဲတဲကြွကြွနဲ့အပေးယူများတာစာဆောင်ရွက်ခဲ့ကြတဲ့အတွက်အခုဆိုရင်အောင်မြင်မှုတစ်ခုရရှိခဲ့ပြီဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ရဲ့ရှင်းနေမြောက်နှစ်ပတ်လည်နေ့ကိုပဲရောက်ရှိခဲ့ဖြစ်ပါတယ်စနေတကျဆောင်ရွက်ပေးခဲ့ကြတဲ့တင်းအားလုံးလီဒါများအဖွဲ့များအားလုံးကိုရှမ်းတောင်ပြည်ကညီတော်များကွန်ရက်မှာအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ1 2 3 go
အခုကြည့်ရှိလဲတာကတော့ကျွန်တော်တို့ pride ကအာ ဘယ်လိုလဲကိုကြီးပြောရလဲ တော်ပြီဒီဟောကြီးဒီကောမမာတော့ဗျာ အားရစိတ်ပါမယ်လွတ်တော့ တေးပစီ ကျမတို့ရဲ့အချင်းစရာများနဲ့အညီကျမတို့ရဲ့မြေကြီးတော်ပြီကွာတော်ပြီဟာစစ်မောမတော်ဘူးဘာလို့လဲဘာချိုတိုက်ကျမတို့ရောမလေးကျွန်တော်တို့ဒီလည်းညီညီဒီအဲ့တော့ဟာရတော့ရ မရတော့ဘူးတဲ့ကျူဖိတ်လိုက်တော့ ကြီးကြီးချမ်းမှုဖြစ်တဲ့အင်းလေးဒေတာအပြင်ခေါင်းမဲ့တောင်ရွှေမင်းဘုံဒေတာစတဲ့မြေပြိုတောင်ပြိုမှုဖြစ်တဲ့ဒေတာတွေဒီ ပြဆမယ်နော်1 2 3ဘာပြောလဲရုပ်ကြီးရကြော်လာတော့哎呀！ဒီကောင်ခံရတယ်လေဟုတ်တယ်လေကိုကြီး ဒီလိုမျိုးရှိအောင်တိတ်တာခုတစ်ဆိုင်အမှန်ခဏလေးပြီးတော့မဲဗိုလန်တီယာများအစဉ်ပြေ နေတင်မှာတွားပြီမဟုတ်ဘူးအဲ့နာရှာပါလို့လိုက်သွားလဲဒီ sorry တကယ်ပါစို့ ခီးစဉ်မှာခီးစဉ်နေရေးဆွဲရပါတယ် 妈，你过来新地呀，这是呀啊，那你过来新地呀的路，那你过来新地呀的路，这是呀，开，那当然也有开车呀吧嘞。大刘，我这玩都听了嘛，宝贝。下个来马上呢大明哎呀，大家一家，还是谁等一下。မှာရေပေးတဲ့ပြည်သူတွေစိတ်တမ်းမကြအောင်စိတ်သက်ခွန်အားတွေပေးခဲ့တယ်။ဒီသိချင်းတွေကိုလည်းပေးခဲ့တယ်။အဓိကတော့ကျွန်တော်တို့အားလုံးရင်ထဲမှာရှိတဲ့မြတ်တာတွေကိုပေးခဲ့တာပဲဖြစ်ပါတယ်။ ဘာလို့ဆက်လို့ဒီဖြစ်ရပါရာလည်းလည်းရရလေ